Hello hello yeah ကျွန်တော်တို့ဒီမှာ Vancouver မှာကျွန်တော်တို့တင်တာစချက်ပါပြီခင်ဗျဒီမှာအမေယိုချင်းစီလဲပါမယ်နော်ကိုကြိုက်တယ်အမေသားကျွန်တော်အသားတွေကများတော့အပြင်အချောက်ကြော်ဒါပိုကောင်းတယ်ပေါ့နော်ဒီလိုစီပြန်အနေနဲ့ချက်မဲ့ဆိုရင်တော့ဒီလိုပေါ့ဒီလိုပါခေါ်မလဲချင်းစီခေါ်မလားနော်အယိုးကွင်းထဲကနေထွက်လာတဲ့ဟာပေါ့အဲ့ဒါလေးတွေစားလို့ကောင်းတယ်နောက်ဒီမှာအယိုးနဲ့တွဲပြီးပါလာတဲ့အရွက်တွေလည်းအရင်စားလို့ကောင်းတယ်နော်ပြီးတော့ကျွန်တော်ကြိုက်အာလူးနဲ့လည်းထည့်ချက်ထားတယ်ပေါ့โอเคဒီမှာလဲကျွန်တော်ဘယ်လိုချောင်းလူအများကြီးလောက်ထားတယ်ပေါ့နော်မြန်မာပြည်ကတည်လာတဲ့ပဇွန်6တွေနဲ့ share လုပ်ထားပါတယ်ခင်ဗျဆက်လေးနဲ့ဒီမှာအမဲစုပ်ပြုတ်လေးနဲ့ပေါ့နော်ကျွန်တော်တင်တာစားပါမယ်ဗျာ